yeah 952 my mind no side baby ဘလုံးတော့အေးဆက်သွားခဲ့တချိန်ကနေရမြလဲလွမ်းနေငါမင်းကိုပွေးဖတ်ထားခြင်းရဲ့မိကြောင့်မသွေးစက်များရင်နဲ့စိတ်ကူးရင်ထားတဲ့ຢာတွေအားလုံးပြောက်ွယ်မင်းပါမဖြတ်တန်းခြင်းမူညာတော့ရောက်လေဘယ်လိုမှအိမ်မပြောပါအားတို့ပြောက်ခဲ့အမတို့ပြောက်ွယ်မေးလေနာတို့ရောက်ခဲ့ကစားဖို့ရောက်ခဲ့လားဒီတဲ့ကိုမင်းပြင်းပြင်းတဲ့ကိုချင်းဒီဘက်ကိုနင်းသွားပါချိန်မီသေးတဲ့စင်းသားပါမင်းကြောင့်မို့ကိုအားရတင်းထားခန်းထဲမှာရိတ်တပေါက်တို့ထွက်လာမပေးတော့ပါဘူးစိတ်နှောင့်ယှက်များမင်းပြစ်သွားမှာတော့ရမ်းကြောက်တယ်ကွာမင်းကပန်းလေးဆိုရင်လမ်းကောင်းမယ်ကွာဒီလောကမောင်လေးဖုံးသွားပြီမပေးတော့တဲ့တရားများတိုင်ပွဲကိုရှောင်းရပြီရက်စက်ကကန်မှာခဏကိုနှွေးတဲ့မြဝေတော့ဒီမှာပေးစပြားစီမင်းပြုံးကကိုရတဲ့ညတွေမှာဒီလူရဲ့စိတ်ကူးထဲမှာပဲလာတွေမသားငါအခန်းနဲ့မင်းမရှိတော့နည်းနည်းဟာနေတာမင်းတန်မတရေပြန်ကြတော့ဒီလူနာတွေမှာဘဝတေးပါခါပါစေကွာရင်နဲ့မင်းပဲရှိတယ်မင်းရဲ့ကြည့်နဲ့ငါဘဝကြီးတစ်ခုလုံးရင်းခဲ့မိတယ်ပေါက်ကွဲခြင်းတင်ပြီးဖန်ကွက်တစ်လုံးနဲ့ပလင်းပဲညီတွေမင်းရတဲ့ဇလန်ထဲမှာနာကျင်လဲမင်းလည်းမကြည့်ခဲ့ငါနဲ့မှတွဲမသွားရဲ့ဘူးမင်းကြီးတာရှက်ကြောက်တွေဘဝနဲ့ရင်းမိချစ်မဲ့တွေဘယ်လောက်ပဲနဲ့ဆောက်ပါစေအလုံးသားကိုပိုင်းသိမ်းတော့ငါမင်းတီးတာကလက်ဖြောက်လေးမင်းမဲကိုခဏခဏညီးလို့နာပြစ်တော့မယ်ပါဇက်ပေါက်လေးမေကမွေးပြီးကလေးကဘာပဲတင်တယ်မြန်တက်တဲ့ငါချစ်တက်အောင်တင်ပေးခဲ့တဲ့မင်းပဲရှိတယ်မှတ်ညံထဲမှာလမ်းခွဲဖို့ကိစ္စစိတ်အားမင်းရင်ဆုံးထက်တန်ခဲ့တာမျက်ရည်ကဝဲမထိန်နိုင်ဖြစ်ပါကြောင်းမို့ရက်ဆက်လဲကွာလက်ငယ်ချင်းနေရဲ့ကြားမှာငါအတင်းနေပြောနေလောက်မယ်မင်းစကားတွေရန်တက်တော့အိမ်လုံးကိုပြင်းပြဆောက်ခဲ့ငါမင်းကိုရန်ချစ်တဲ့လောက်မင်းကအသေးကိုနေချေပေါက်ခွဲတစ်စိမ်းယောက်ျားတွေနဲ့တွေ့ရင်တော့ဆော့ဘောကတင်းနေကောင်းနေဒီလောကမောင်လေးဖုံးသွားပြီအပေးတော်တဲ့တရားများတိုင်ပွဲကိုရှောင်းရပြီရက်စက်တဲ့ကံမှာခဏကိုနှွေးတဲ့မြဝေတော့ဒီမှာပေးစပြားစီမင်းပြုံးကကို